ဟိုရှိတော့ရတယ်စိတ်တက်တွေကြာဆင်းပြီးဘာလို့ရမှမသိတဲ့လက်သမားဆရာတယောက်ရှိရဲ့သူအလဲတရကြလေလွင့်ပြီးတော့ယထာတစည်းနဲ့ခီးထွက်ခဲ့တာပေါ့နော်အဲ့လိုနဲ့ပဲသူကကျေးလက်ဒေတာတစ်ခုရောက်တဲ့ရောက်တဲ့ခါကျအဲ့ဒေတာမှာအိမ်ကောက်ကောက်မရှိအောင်တွေ့ရတယ်တွေ့ရတော့သူကလေသူတက်မြောက်တဲ့လက်သမားအတက်ပညာနဲ့အသက်မိုးရေးပြီးမှသူကအဲ့လေးတွေစောက်ပေးတာပေါ့နော်အဲ့တော့အဲ့ရွာမှာတထိတ်တယောက်ရှိရဲ့တထိတ်ကဆွေမျိုးတန်းဝန့်လဲအရင်များသားသမီးတွေကလည်းများတော့ဒီလက်သမားဆရာရဲ့အကြီးစားဖောက်တယ်ဖြစ်လာတာပေါ့နော်အဲ့ခါကျသူကတေးချာချာတစ်လုံးပြီးတစ်လုံးစောက်ပေးရပေါ့နော်ရွာတရွာစားလောက်ကိုသူ့လက်ရည်ကြီးပဲအကုန်ပြီးသွားတဲ့အခါကျတော့တဲ့တထိတ်ရတဲ့ကဲလက်သမားဆရာခမစိတ်ကြိုက်အိမ်တစ်လုံးကိုစောက်လို့ပြောရရဲ့အဲ့ခါကျတော့လက်သမားဆရာဘာလဲမသိဘူးပေါ့နော်ခရိုင်းဆုံတော့ဘာလို့ကျင်းနေဘာလို့ချင်နေဘာလို့ဖြစ်ချင်နေဆိုတထိတ်ရအပ်တာပေါ့အခုကျတော့သူ့စိတ်ကြိုက်ကိုစောက်ဆိုသူကလေသူနေရလာမယ့်ခံစားမှုပေါ့နော်ငြိမ်းချမ်းမှုပျော်ရွှင်မှုအေးချမ်းမှုပြည့်ပြည့်စုံမှုအဲ့ဒါလေးတွေစဉ်းစားပြီးစိတ်စေတနာအပြည့်နဲ့ဖန်တီးရပေါ့အင်္ဂလိပ်ကပြီးသွားရောသူကပက်မင်လေးတောင်စိုက်ပေးလိုက်သေးရဲ့တဲ့ပြီးတော့လေသူကကျင့်နဲ့နော်ဟာဒီအိမ်ကိုနေခွင့်ရတဲ့လူကတော့အရန်ကိုကန်ကောင်းတဲ့သူဖြစ်မှာပဲပေါ့နော်အဲ့နောက်ကျသူကအဲ့အိမ်ကိုတထိတ်ကိုအပ်တာအဲ့တဲ့ခါကျတော့တထိတ်ရပြောတယ်ငါနဲ့ငါမိသားစုဆွေမျိုးသားချင်းတွေကိုတဲ့ပြည့်ပြည့်စုံစုံလုံလုံခြုံခြုံနေခွင့်ရအောင်မင်းကကိုညီလို့ဒီအိမ်လေးကမင်းတို့ငါကျေးဇူးပြုတာပါဆိုပြီးလက်သမားဆရာကိုကျေးဇူးပြုတယ်တဲ့အဲ့တော့တဲ့လက်သမားဆရာဟိုဝမ်းသာလုံးလုံးသူမှပြောစရာစကားတော့မရှိဘူးပေါ့နော်ဒါပေမဲ့အိမ်မှာဆိုရင်တစ်ဖက်လူတွေစိတ်စိတ်တနာအပြည့်နဲ့ဖန်တီးလိုက်တဲ့အရာဟာဘ ᱹ အတွက်ပဲဖြစ်နေလဲဆိုတော့ကိုယ့်အတွက်ကိုပြန်ဖြစ်တာကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့ကောင်းမွန်တဲ့စိတ်စေတနာထားခြင်းဟာဘယ်တော့မှအလကားမဖြစ်ပါဘူးဆိုတာလေးကိုမျှဝေပေးချင်တာပါ။